မင်္ဂလာပါခင်ဗျာကျွန်တော်ခုပြပြပေးမယ့်အစီအစဉ်လေးอ่ะပေါ့เนาะဒါကတော့ဒီခုနှစ်သားသမီးများအတွက်အစမပြေမှုအခက်ခဲတွေကိုပေါ့เนาะကုညီတဲ့အနေနဲ့ပညာဒါနအနေနဲ့ကျွန်တော်အတွက်ဘေးရင်ရရအကြောင်းကိုအခမဲ့ဟောပြပေးမယ့်အစီအစဉ်လေးပဲဖြစ်ပါတယ်ဒီအစီအစဉ်လေးကဘယ်နေ့တွေလုပ်လဲဆိုရင်စနေတနင်္ဂနွေပါเนาะတပတ်မှာစနေတနင်္ဂနွေရှိပါအဲ့စနေတနင်္ဂနွေတိုင်းမှာကျွန်တော်ရဲ့အခမဲ့ဟောပြမှုအစီအစဉ်တွေကိုစမှာပဲဖြစ်ပါတယ်အဲ့လိုမျိုးဟောပြမှုအစီအစဉ်တိုင်းမှာမိမိကဘာလုပ်ပေးရမလဲဆိုရင် YouTube ဒါမှမဟုတ်ဆိုရင် Facebook ရဲ့ comment မှာ YouTube ရဲ့ comment မှာပေါ့နော်မိမိတို့ရဲ့အစမပြေမှုလေးကိုရေးသားထားခဲ့ပါနောက်ပြီးကြရင်ဒါမှမဟုတ်ဟိုပါပေါ့နော် chat box မှာပေါ့နော်ဒီမိမိရဲ့မွေးနေ့တက္ကတိတွေပေါ့နော်ဒါလေးချပေးခဲ့ပါအဲ့ဒီထဲမှာကျွန်တော်ပထမဦးဆုံးရောက်ရှိခဲ့တဲ့3ဦးကိုဒါအခမဲ့ဟောပြောပေးမှာဖြစ်တဲ့အခချင်းကိုလုံးဝမယူရရကြီးလုံးဝမယူပဲနဲ့လှုပ်ဆောင်ပေးမှာပဲဖြစ်ပါတယ်နောက်တစ်ခုကစနေနေ့မှာမိမိကဒီပေါ့နော် comment မှာလည်းရေးခဲ့တဲ့အစမပြေမှုတွေနောက်တစ်ခါ chat box မှာလည်းမွေးနေ့တက္ကတိတွေကိုပြောခဲ့တယ်ဒါပေမဲ့အဲ့ပေါ့နော်ဟောပြောမှုအစီအစဉ်မှာမပါဘူးဆိုရင်တနင်္ဂနွေနေ့မှာဒါရှိပါသေးတယ်တနင်္ဂနွေနေ့မှာဆက်ပြီးတော့ကျွန်တော်ရေးခဲ့ပေးပါအဲ့ထဲမှာကျွန်တော်တနင်္ဂနွေနေ့မှာလည်းပထမဦးဆုံး3ဦးကိုဒါအစီအစဉ်အနေနဲ့အခမဲ့ဟောပြောပေးမှာပဲဖြစ်ပါတယ်အဲ့ဒီတော့စနေတနင်္ဂနွေမမီလဲနောက်တစ်ပတ်မှာကျွန်တော်ပြန်စားတဲ့ခါကျပြန်ပြီးတော့ရေးသားနိုင်ပါတယ်เนาะအဲ့တော့ဒီအစီအစဉ်လေးကိုပါဝင်ခြင်းနဲ့ဆိုရင်မိမိတို့ကဒီ comment မှာဒါမှမဟုတ်ကျွန်တော်တို့ဒါ chat box မှာလာရောက်ပြီးတော့မိမိရဲ့မွေးနေ့တက္ကတိတွေကိုပြောပြနိုင်ပါတယ်မိမိတို့ရဲ့ကံကြမ္မာတွေကိုကျွန်တော်ဘေးတင်ရရအနေနဲ့အထောက်ပံ့ဖြစ်အောင်ကုညီဆောင်ရွက်ပေးမယ်ပညာဒါနလေးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့အစီအစဉ်လေးကဒီနေ့ဒီလောက်ပါပဲခင်ဗျနောက်စီစဉ်များကိုအဆက်လက်အားပေးနိုင်တဲ့အတွက်ကျွန်တော်ရဲ့စစ်ပိုင်းဘေးတင်နဲ့ဂမ်ဘီယာဘူးတာ channel လေးကို like and subscribe လုပ်ပေးထားကြပါဦးခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျကျေးဇူးပြု၍စစ်ပိုင်းဘေးတင်နဲ့လက္ခဏာဂမ်ဘီယာဘူးတာ channel လေးကို like and subscribe လုပ်ပေးထားကြပါဦးခင်ဗျ